ညားလေကောင်ချိန်မှာကျွမ်းကျင်ခြေစာလူသက်သမားဂျေဆန်ရန်ရှောဟာသူ့ရဲ့နောက်ထပ်သားကောင်စီဟာကားမောင်းလာခဲ့ပြီးအကဲခတ်ဖို့အတွက်ကစားစရာစက်ရုံအပြင်ဘက်မှာကားရက်လိုက်ပါတယ်။စက်ရုံထဲမှာတော့နာမည်ကြီးကစားစရာထုတ်လုပ်သူ Hans Morris ဟာနောက်ဆုံးထုတ်လုပ်ထားတဲ့ကစားစရာတွေကိုစစ်ဆေးဖို့အလုပ်ရုံထဲမှာရှိနေပါတယ်။သူကအရာအလုံးအဆင်ပြေတာကိုစစ်ဆေးပြီးနောက်ငြိမ်ညောင်းတဲ့တေးတန်လေးထွက်ပေါ်တဲ့နတ်သမီးဂီတတစ်တာလေးပါဝေတဲ့အကန့်အသတ်ထုတ်ကုန် limited edition ဘူးလေးကိုနောက်ဆုံးမှစစ်ဆေးပါတယ်။ထူနတ်သမီးရုပ်လေးကိုသဘောကျသွားတဲ့ကြောင့် Hans ကသူမကိုယူဆောင်ပြီးလောက်ယုံကိုပိတ်ကာထွက်ခွာခဲ့ပါတယ်။အဲ့ဒီနောက်အထူးတိုးကတ်နဲ့မှဝင်လို့ရတဲ့သူ့ရဲ့ရုံခန်းလေးကိုတွားပါတယ်။အဲ့ဒီမှာသူ့အမေကချစ်ချင်းမြတ်တာနဲ့မျက်နှာပြောင်လေးတစ်ခုဆွဲပြီးလက်မှတ်ထိုးပေးထားတဲ့သူမရဲ့ဓာတ်ပုံကိုကြည့်နေပါတယ်။ဂျေဆန်က Hans ကိုသူ့ရုံခန်းထဲမှာတွေ့လိုက်ရတဲ့အခါအလုတ်ဆောက်ကိုပြင်ဆင်มาတော့တယ်။သူကဖနက်နှစ်ဖက်လုံးကိုအိတ်ဆွတ်လက်အိတ်ဆွတ်ပြီးတနက်မှာအတန်ထိုင်းကရိယာ silencer တက်ထားတာကိုတေချာစစ်ဆေးပါတယ်။သူ့မျက်နှာကိုဖုံးကွယ်ဖို့မျက်နှာဖုံးနဲ့ဥထုံကိုလည်းဝတ်ဆင်ပါတယ်။မကြခင်မှာပဲလုံခြုံရေးဝန်ထမ်းကအတန်တခုကြားလို့ရုံးကန်းထဲကထွက်လာချိန်မှာဝင်ဘက်နားမှာဘုံပေါက်တော်မယ်လို့ရေးထားတဲ့ဖုံးတစ်လုံးကိုတွေ့လိုက်ရပါတယ်။အချိန်မှတ်ဆက်တဲ့အခါလုံခြုံရေးကထိတ်လန့်သွားပြီးတကားဖွင့်ဖို့သူ့ရဲ့တော့ကတ်ကိုတုံးလိုက်ပါတယ်။အဲ့ဒီနောက်ဖုံးကိုလိုင်းယူပြီးလွှင့်ပစ်ဖို့လှုပ်ချိန်မှာပဲဂျေဆန်ကရုတ်တရက်ပေါ်လာပြီးထုံစည်းများနဲ့ပစ်လိုက်တာကြောင့်လုံခြုံရေးဟာချက်ချင်းအိပ်ပျော်သွားပါတယ်။ဂျေဆန်ကဖုံးကိုယူပြီးပိတ်ကလုံခြုံရေးရဲ့တော့တွေကိုခိုးယူလိုက်ပါတယ်။ထုံစည်းများကိုပြန်ယူပြီးအလောင်းကိုဝှဲ့ထားပြီးနောက်ဂျေဆန်ကစက်ရုံထဲကိုဝင်သွားပြီးစောင့်ကြည့်ကင်မရာတွေကိုစစ်ဆေးရာနောက်ထပ်လုံခြုံရေးတစ်ယောက်လာနေတာကိုတွေ့လိုက်ပါတယ်။ဂျေဆန်ကခိုးလာတဲ့တော့နဲ့ကင်မရာအားလုံးကိုပိတ်ကနောက်ထပ်လုံခြုံရေးနောက်ကိုလိုက်ကထုံစည်းများနဲ့ထပ်ပစ်လိုက်တယ်။အဲ့ဒီနောက်လုံခြုံရေးပေါ်ခုန်တက်ပြီးကျန်းပင်ပေါ်လဲချကဆေးအရှိန်တက်လာတဲ့အထိဖိထားလိုက်ပါတယ်။ဂျေဆန်ကဒီအလောင်းကိုလည်းဝှဲ့လိုက်ပြီးအပေါ်ဓာတ်ကိုတက်သွားကလုံခြုံရေးနဲ့တော့ကတ်နဲ့ CEO ရုံခန်းကိုဖွင့်လိုက်ပါတယ်။ Hans ကသူ့ကိုမြင်မြင်ချင်းထရက်လိုက်ပြီးမှဘာမှမပြောနိုင်ခင်မှာပဲဂျေဆန်ကတန်တက်နဲ့အချက်ပေါင်းများစွာပစ်တက်လိုက်ပါတယ်။အဲ့ဒီနောက်ဂျေဆန်က Hans တေးမသေးသွေးခုန်လုံးကိုစမ်းကြည့်တဲ့အခါအလောင်းလဲကျသွားတော့ကွဲသွားတဲ့အမေဖြစ်သူရဲ့ဓာတ်ပုံပေါင်းနဲ့ထူးဆန်းတဲ့လက်မှတ်ကိုသတိထားမိသွားပါတယ်။သူကဂီတတစ်တာလေးကိုလည်းတွေ့ရှိကတချင်းတန်ကိုနားထောင်ကယူဆောင်သွားခဲ့ပါတယ်။ခဏအကြာမှာတော့ဂျေဆန်ကလေရင်နဲ့အိမ်ပြန်လာပါတယ်။သူကလွှတ်ဝတ်ဖောင်းကိုတုံးပြီးသူကိုငှားရွမ်းတဲ့လူစီ Hans တေသွားတာကိုတည်င်းမှအတီးပြုတ်ပြီးပိုက်ဆံပို့လိုက်တော့လို့စားပို့လိုက်ပါတယ်။သူဘေးကခီးတဲ့က PK စီလားလို့မေးတဲ့အခါဂျေဆန်ကသူ့အိတ်ကိုဖွင့်လိုက်ရမှာကြောက်စရာကောင်းတဲ့ပုံစံပေါက်လာတဲ့နတ်သမီးရုပ်လေးကြောင့်ထိတ်လန့်သွားပါတယ်။အခြားခီးတဲ့ကသူ့ရဲ့တုံ့ပြန်မှုကိုကြည့်ပြီးဇဝေတဝါဖြစ်သွားပြီပဲဂျေဆန်က PK ဖင်းရင်ပုံမှန်တိုင်းပြန်ပြုံးပြပါတယ်။နာဒီအနှဲငယ်အကြာလေးစိတ်မှာ Hans တေဆုံးမှုကလူသိရှင်ကြားဖြစ်ပြီးလူသက်သမားတယောက်တတ်ခဲ့တာကိုရဲလေသိနေပြီးဖြစ်တာကိုဂျေဆန်တည်င်းမှမြင်လိုက်ပါတယ်။အဲ့ဒီနောက်ဂျေဆန်ကစလိန်တကားစီးနေချိန်မှာမိန်းကလေးတယောက်ကင်ထားတဲ့ကလေးကစားစရာအယုတ်ကိုမြင်ပြီးကြောက်စရာကောင်းတယ်လို့ခန်းစားလိုက်ပါတယ်။သူအရန်နေမခတ်သွားတာကြောင့်တခြားဘက်ကိုလွှဲ့ကြည့်လိုက်ရပါတယ်။နောက်ဆုံးမှာတော့ဂျေဆန်ကသူ့ရဲ့တိုက်ခန်းကိုပြန်လာပြီးဧည့်သည်ကျိုးကောင်တာမှာ Hans ရဲ့တမင်စိတ်ဖြစ်တဲ့နောက်ထပ်ကစားစရာအယုတ်တစ်ခုကိုမတွေ့မမြင်ရအောင်ဖြစ်နေပါတယ်။သူ့ရဲ့တိုက်ခန်းကိုရောက်တဲ့အခါရေကူးကန်းထဲမှာထားခဲ့တဲ့ဘဲရုပ်လေးကိုမြင်ပြီးစိတ်မသက်သာနေတာကြောင့်အဲ့ဒီအယုတ်ကိုဝရန်ဒါမှာထောက်ထားလိုက်ပါတယ်။ရေချိုးပြီးနောက်ဂျေဆန်ကနတ်သမီးဂီတတစ်တာလေးကိုအိတ်ထဲကထုတ်ပြီးသူတက်ခဲ့တဲ့လူတွေအားလုံးရဲ့အမှတ်တရတွေကိုတင်ထားတဲ့မှန်ဘီရိုထဲမှာထည့်လိုက်ပါတယ်။အဲ့ဒီနောက်သူ့ရဲ့ကွန်ပျူတာကိုစစ်ဆေးရာပတ်စံရောက်နေပြီဖြစ်ကြောင်းလန်ဒန်မှာနောက်ထပ်အလုပ်တစ်ခုအစင်တင့်ရှိနေကြောင်းတွေ့လိုက်ရပါတယ်။ဒါပေမဲ့ဂျေဆန်ကအရင်ဆုံးခဏအိတ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ညနေပိုင်းမှာဂျေဆန်ကလူခေါ်ဘဲတီးတန်ကြောင်နှွေးလာပြီးစောင့်ကြည့်ကင်မရာကိုကြည့်တဲ့အခါဧည့်သည်ကျိုးကသူ့တကားဝမှာပါဆယ်တစ်ခုလာထားတာကိုတွေ့ရပါတယ်။ဂျေဆန်ကအိမ်ထဲယူလာပြီးပို့သူနာမည်မပါတာကိုသတိထားမိပါတယ်။ဒါပေမဲ့ Hans အမေရဲ့ဓာတ်ပုံမှာတွေ့ခဲ့တဲ့မျက်နှာပလောင်လေးနဲ့တူနေတာကိုသတိပြုမိသွားပါတယ်။ဂျေဆန်ကနားကိုတုံးပြီးအထဲမှာထောင်ချက်ပါမလားဆိုတဲ့အတွေးနဲ့အရန်သတိထားပြီးဖွင့်လိုက်ပါတယ်။စက်ကူကိုဖြည်းဖြည်းချင်းဖြတ်လိုက်ပြီးတော့လက်နက်နဲ့စစ်ရင်ရင်တွေပါဝင်တဲ့ကစားစရာစစ်သားဘူးလေးဖြစ်နေတာကိုအံ့ဩတော့ပါတယ်။တမင်စိတ်ကတော့ Hans ရဲ့စက်ယုံကဖြစ်ပြီးအပေါ်လက်ဆောင်ပါတယ်လို့စတစ်ကာလည်းကတ်ထားပါတယ်။နောက်တစ်ချိန်အရန်သတိထားပြီးဂျေဆန်ကဘူးကိုအနှဲငယ်ဖွင့်ပြီးဘုံမဟုတ်တာကိုသိကြအောင်လက်နေတာမီနဲ့ထိုးကြည့်ပါတယ်။အဲ့ဒီနောက်ဘူးကိုအပြည့်ဖွင့်လိုက်ရမှာကစားစရာတွေပဲထည့်နေလာကိုအတီးပြုတ်နိုင်ပါတယ်။ဂျေဆန်ကဇဝေတဝါနဲ့စက်ကူဘောကမျက်နှာပြောင်းလေးကိုကြည့်ပြီးတန်တရားထည့်နေတဲ့ချိန်စစ်သားရုပ်လေးတစ်ခုကိုအနီးကကြည့်ပါတယ်။ဘာမှထူးခြားလာမတွေ့တာကြောင့်အယုတ်ကိုချပြီးဘားစီကိုအချိုးရဲဝဲသွားယူပါတယ်။ရုတ်တရက်ဂျေဆန်ကအတန်တစ်ခုကြားလုံးကြည့်လိုက်ရမှာကစားစရာဘူးကကောင်တာဘောကပျောက်သွားတာကိုတွေ့လိုက်ရပါတယ်။ပြန်ပြီးစိတ်လုံရှားလာတဲ့ဂျေဆန်ကခဏလောက်စိုက်ကြည့်ပြီးတော့ကောင်တာရဲ့နောက်တစ်ဖက်မှာတခြားတစုံတစ်ယောက်ရှိမလားဆိုတာကိုစစ်ဆေးပါတယ်။ဘာမှမရှိတာကြောင့်ဘူးစီကိုပြန်လာတဲ့အခါဘူးထဲမှာဘာမှမရှိတော့ပဲဗလာထိနေတာကိုထိတ်လန့်သွားပါတယ်။အဲ့ဒီအချိန်မှာလိုက်ကာတွေတုံကာသွားတာကြောင့်ဂျေဆန်ကလိုက်ကာနောက်ကိုအပြေးလာကြည့်လိုက်ပေမဲ့ဘာမှမတွေ့တာကြောင့်နောက်ထပ်မီးလုံးတစ်ခုကအလိုလိုပိတ်သွားပြီးသွားစစ်ဆေးတဲ့အခါမီးကြိုးကအဖြတ်ခံထားတာကိုတွေ့ရပါတယ်။နောက်ထပ်မီးဖိုပြောင်းကမီးလဲပိတ်သွားပြန်ပါတယ်။အနီးကပ်သွားစစ်ဆေးတဲ့အခါသူ့ခြေထောက်မှာနာကျင်မှုကိုခံစားလိုက်ရပါတယ်။ဂျေဆန်ကနောက်ကိုစုပ်ပြီးသူ့ကိုထိုးလိုက်တဲ့လွှဲဝက်ဆန်းစင်တဲ့ပစ္စည်းကိုကောက်ကြည့်လိုက်ရမှာကစားစရာစစ်သားတန်မြလေးတစ်ခုဖြစ်နေတာကိုတွေ့ရပါတယ်။
ဂျေဆန်ကပြေးစည်းပွေအောက်ကိုငုံကြည့်လိုက်ရမှာတစုံတစ်ခုကကျွင်းသေးလေးတွေနဲ့သူ့ကိုစတင်ပစ်ရှတ်တာကိုတွေ့ရပါတယ်။သူကချက်ချင်းပုံးလိုက်ပြီးဒဏ်ရာတွေကိုစမ်းကြည့်တဲ့အခါကျွင်းသေးတွေကသေးပြီးမဲ့ထိခိုက်မှုရှိတာကိုအတည်ပြုပါတယ်။သူထပ်ကြည့်မှုစူးစမ်းတဲ့အခါပစ်ရှတ်မှုကပြန်ဆလာပြီးဒုံမီဆေးလေးတစ်ခုတောင်ပြန်လွတ်လာသူ့ခြေထောက်ကိုထိမှန်ပေါက်ကွဲသွားပါတယ်။အဲ့ဒီပေါက်ကွဲမှုကသူ့ပေါင်ကြီးနဲ့အသားကိုလောင်ကျွမ်းစလောက်ပဲပူလန်ပါတယ်။ဂျေဆန်ကချန်ပီယံဘော်လှိမ့်ပြီးလေကားထပေါ်ပုံးလိုက်ပါတယ်။ပစ်ရှတ်မှုလေးဆက်ဖြစ်နေတာကြောင့်သူကရေချိုးကင်းလေးကိုအပြေးဝင်ပြီးပုံးလိုက်ပါတယ်။မှန်ကြီးထဲမှာသူ့ဒဏ်ရာတွေကိုစစ်ဆေးပြီးနောက်မှန်တစေးလေးကိုယူပြီးအခြေအနေကြည့်ဖို့တကားကိုအနှဲငယ်ဖွင့်လိုက်ပါတယ်။ပစ်ရှတ်မှုတွေကဆက်ဖြစ်နေပြီးတိုက်ခန်းထဲမှာမီးလုံတွေနဲ့လျှက်စစ်ပစ္စည်းအလုံးကိုဖြည်းဖြည်းချင်းဖျက်ဆီးနေပါတယ်။ဒုံမီဆေးတစ်ခုကမီးလုံကိုထိမှန်ဖျက်ဆီးလိုက်တာကြောင့်မီးအနှဲငယ်တောင်းလောင်ပါတယ်။ရုတ်တရက်ကျွေးလိဆက်ပြတ်သွားပေမဲ့ရန်သူကဂျေဆန်ကိုမြင်သွားပါတယ်။နောက်ထပ်ဒုံမီဆေးတစ်ခုကမှန်ကိုထိမှန်ဖျက်ဆီးလိုက်တာကြောင့်မှန်စတွေကဂျေဆန်ကိုထိခိုက်ပါတယ်။သူကတကားကိုချက်ချင်းပိတ်လိုက်ပြီးသူ့အသားထဲမှာစိုက်နေတဲ့မှန်စတွေကိုဖယ်ရှားတဲ့အခါဒဏ်ရာတွေပူများလာတာကိုတွေ့ရပါတယ်။ဒီရေချိုးခန်းဟာအိပ်ပြန်နဲ့ဆက်နေတာကြောင့်သူကအိပ်ရောက်တွေကစပွဲကိုပြေးသွားပြီးအဲ့ဒီမှာဝှဲထားတဲ့တနတ်ကိုယူပါတယ်။အဲ့ဒီနောက်ဂျေဆန်အပြင်ထွက်လာပြီးဆိုဖာအောက်မှာပုံနေတဲ့ရန်သူတွေကိုပြန်လဲပစ်ချက်ပါတယ်။ကျွင်းသေးတွေကသူ့ကိုဆက်တိုက်ထိခိုက်နေပြီးမြဲဒီတစ်ခါမှာတော့သူကပြန်လာတဲ့ဒုံမီဆေးတွေကိုရှောင်တိုင်းနိုင်ခဲ့ပါတယ်။တိုက်ခန်းကိုအမြန်ဖြတ်သွားပြီးဂျေဆန်ကဘားစီကိုရောက်ပြီးဗလင်းလက်ကအရက်ကိုတိုက်ရိုက်တောက်ပြီးနောက်ဝှဲထားတဲ့နောက်ထပ်လက်နက်တစ်ခုကိုယူပါတယ်။သူကအော်ဟင်းရင်ဆိုဖာစီကိုချင်းကပ်ပြီးပရိပုံတွေကိုဖယ်ရှားပြီးထပ်ပစ်လိုက်တယ်။ရန်သူဘက်ကပြစ်ရှက်မှုရက်သွားတဲ့အခါသူကဆိုဖာဘောကခေါင်းအုံတွေကိုဖယ်ရှားပြီးဆိုဖာကိုပါပြစ်ရှက်လိုက်ပါတယ်။ကျွင်းသေးကုံသွားတဲ့အခါသူ့ရဲ့အရင်တနက်ကိုယူပြီးဆိုဖာကိုအားနဲ့မှောက်လှလိုက်ရမှာဘူးတဲ့ကကစားစရာစစ်သားလေးတွေကိုနောက်ဆုံးမှတွေ့ရပါတယ်။စစ်သားအတော်များများတေဆုံးသွားပြီမဲ့အသက်ရှင်ကျန်ရှိတဲ့သူတွေကပြန်လဲစုပွေးပြီးရင်တွေနဲ့လက်နက်တွေကိုစုဆောင်နေပါတယ်။ဂျေဆန်ကသူတို့ထဲက2ယောက်ကိုနင်းချေလိုက်ပေမဲ့ကျန်တဲ့သူတွေကပြန်ပစ်ရှက်တာကြောင့်သူကလည်းတနက်နဲ့ပြန်ပစ်ပါတယ်။အဲ့ဒီအချိန်မှာစစ်သားအချို့ကဟယ်လီကော်ပတာတွေပေါ်တက်လိုက်သွားကြပါတယ်။ဟယ်လီကော်ပတာတွေကရုတ်တရက်ပြန်တက်လာပြီးဒုံမီဆေးတွေနဲ့စတင်ပစ်ရှက်ပါတယ်။ဂျေဆန်ကအချိန်မီငုံသွားပေမဲ့ဒုံမီဆေးတွေကသူ့ရဲ့ဘားကိုတင်းငယ်ပေမဲ့ပြင်းထန်တဲ့ပေါက်ကွဲမှုတွေနဲ့ဖျက်ဆီးလိုက်ပါတယ်။အဲ့ဒီနောက်ဟယ်လီကော်ပတာတွေကဂျေဆန်ရဲ့မြင်းတာနဲ့လက်တွေနားအထိပြန်ဝဲလာပြီးလက်တွေနဲ့ဖျက်ဆီးလိုက်တာကြောင့်သူကတနက်ကိုလွတ်ချလိုက်ရပါတယ်။ဒါပေမဲ့ဂျေဆန်ကတနက်ကိုချက်ချင်းပြန်ကောက်ဂျေဆန်ကပြန်လဲပစ်ခတ်ပြီးဟယ်လီကော်ပတာတစ်စီးကိုပစ်ချလိုက်ပေမဲ့ဒါဟာဂျန်နဲ့စတားတွေကိုဒုံကြီးနဲ့ပြန်ပစ်တော့ခွန်ရေးပေးလိုက်တယ်လို့ဖြစ်သွားပါတယ်။ဂျေဆန်မှာရေချိုးခန်းနဲ့ပြန်ပြီးဝေယုံမှမတပါအခြားရွေးချယ်စရာမရှိတော့ပါဘူး။တကားကိုတောက်ခတ်ပြီးနောက်မှန်ထဲချိလိုက်တဲ့အခါသူ့မှာသွေးတွေဘလောက်တောင်ထွတ်နေပြီလဲဆိုတာမြင်ပြီးထိတ်လန့်သွားပါတယ်။တုံရင်နေတဲ့လက်တွေနဲ့ဒဏ်ရာတွေကိုဆေးကြောပြီးပိုးတယ်ရမှာနာကျင်လုံးလွန်ညှီးတွားနေတာပါတယ်။စိတ်အေးသွားအောင်ရေးတောက်ပြီးနောက်သူ့လက်ကိုတေချာပတ်တီးစီလိုက်ပါတယ်။ရုတ်တရက်တုံးကြီးတစ်ခုကတကားကိုပောက်ဖောက်လိုက်ပြီးကစားစရာဟယ်လီကော်ပတာတစ်စီးပြန်ဝင်လာပါတယ်။ဂျေဆန်ကလင်မြန်စွာစဉ်းစားပြီးတတော့ဘော်ဝါနဲ့အဲ့ဒီအယုတ်ကိုဖမ်းချင်းချန်ပီယံဘော်ပစ်ချပြီးဒေါသတစ်စီးနင်းချေပစ်လိုက်ပါတယ်။အဲ့ဒီချိန်မှာနောက်ထပ်ဟယ်လီကော်ပတာတစ်စီးဝင်လာပြီးဒုံးကြီးနဲ့ပစ်ပေမဲ့အဲ့ဒီပေါက်ကွဲမှုကဂျေဆန်ကိုမတောက်စီနိုင်ပါဘူး။သူကတနက်ကိုယူပြီးပြန်ပစ်တဲ့ကြောင်ဟယ်လီကော်ပတာဟာရေချိုးခန်းအပြင်ဘက်ကိုပြန်ထွက်ပါတယ်။ဂျေဆန်ကတကားအပြင်မှာဟယ်လီကော်ပတာမရှိတာတေးချအောင်လုပ်ပြီးပျက်စီးသွားတဲ့အယုတ်တွေကိုအင်တာကွက်ထဲထည့်ကရေဆွဲချပစ်လိုက်ပါတယ်။အခုတော့သူကတတုတ်ဘော်ဝါကိုတုံးပြီးတကားကအပေါက်ကိုပိတ်ထားနိုင်ပါပြီ။အင်တာကွက်ထိတ်ကအတန်တွေကြားရလို့ဂျေဆန်ကရေထပ်ဆွဲချပေမဲ့တုံခါတန်တွေကဆက်ထွက်နေပါတယ်။သူကအင်တာဖုန်းကိုရိုက်ကြည့်ပေမဲ့မထူးခြားတာကြောင့်စပင်းအချောက်ခံဆက်ကိုယူပြီးအင်တာကွက်ထဲထည့်လိုက်ပါတယ်။လျှက်စစ်ရှော့ဖြစ်သွားတာကြောင့်စစ်သားတွေတေးကုန်ပေမဲ့ရေချိုးခန်းတွေကမီးတွေလည်းပြတ်သွားပါတယ်။ဘာလို့ရမယ်မသိတော့တာကြောင့်ဂျေဆန်ကထိုင်ပြီးစောင့်နေပါတယ်။သူကအန်နဲ့ချီမင်းကိုရှာတွေ့လို့ခြေတော့ကပြစ်ရှာတန်းရာကိုချုပ်လိုက်ပါတယ်။ရေထောက်ပြီးနောက်ပြီးတို့တဲ့ကပြုတ်ကျနေတဲ့ပိုးသက်စေးပူးကိုတွေ့တာနဲ့အပေါ်လက်နက်တစ်ဖြစ်အိတ်သေးထည့်ထားလိုက်ပါတယ်။အဲ့ဒီအချိန်မှာတကားနာမှာတခုခုလွတ်ရှားနေတာကိုမြင်လို့ပြစ်ဖို့ပြန်လိုက်ပဲစက်ကူတပြောက်တိုးဝင်လာတာကိုပဲတွေ့ရပါတယ်။စစ်သားတွေထွက်သွားတဲ့အခါဂျေဆန်ကစက်ကူကိုကောက်ကြည့်ရမှာလက်နဲ့ချမှာဆိုတဲ့စာလုံးကိုတွေ့ရလို့သူကစော်ကားတဲ့စကားတစ်လုံးပြန်ရေးပြီးပြန်ပို့လိုက်ပါတယ်။အဲ့ဒီနောက်တထုပ်ဘဝကိုဖယ်ပြီးအပြင်ကိုကြည့်လိုက်တဲ့အခါစစ်သားတွေကအမြောက်နဲ့ဖြစ်ဖို့လုပ်နေတာကိုတွေ့လိုက်ရပါတယ်။အမြောက်ဆန်ကတကားကိုပိုကြီးတဲ့အပေါက်ဖြစ်သွားစေပေမဲ့ဂျေဆန်ကအချိန်မီရှောင်လိုက်နိုင်ပါတယ်။ပြစ်ခတ်မှုတွေစစ်တိုက်ဖြစ်လာပြီးတကားဟာတစ်သားစေတောင်မကြံတော့လေဒီပလက်စီးသွားပါတယ်။ဂျေဆန်မှာပြည်တွင်းပေါက်ကနေအပြင်ကိုထွက်ရုံမှတပါအခြားနဲ့လည်းမရှိတော့ပါဘူး။ဒါဟာသူ့ကိုမြို့ပြရဲ့အထက်မှာအရန်ကျင်းမာတဲ့နေရန်အစုံလေးပေါင်ရောက်သွားစေပါတယ်။ဂျေဆန်ကအရန်တတိထားပြီးနေရန်အစုံအတိုင်းလောက်ရှောင်သွားကဟယ်လီကော်ပတာထွက်မလာခင်မှာပဲနေရန်နောက်ကိုပုံနေလိုက်ကြောင်းအမြင်မခံရပါဘူး။အဲဒီနောက်ဂျေဆန်ကနောက်ထပ်ပြည်တွင်းပေါက်တစ်ထုစီကိုအရန်နေနေလီဆက်ရှောင်နေပါတယ်။အဲဒီချိန်မှာဟယ်လီကော်ပတာကသူ့ကိုရှာတွေ့သွားပါတယ်။ဟယ်လီကော်ပတာကဂျေဆန်ကုန်မသွားခင်မျက်နှာကိုတစ်ချက်ပြစ်လိုက်ပါတယ်။ဂျေဆန်ကမပြုတ်ကျအောင်ထိန်းထားနိုင်ပြီးပြန်ပစ်လိုက်ရမှာဂျေဆန်ကုန်သွားပြီမဲ့တစ်ချက်တည်းနဲ့ဟယ်လီကော်ပတာကိုမီးလောင်ပြီးပြတ်ကျသွားစေဖို့လုံလောက်ပါတယ်။အဲဒီနောက်ဂျေဆန်ကနားမှာအရန်နာကျင်တဲ့ဒဏ်ရာကိုအောင်အဲပြီးအဆောင်အုံနေရန်အစုံအတိုင်းဆက်လျှောက်သွားပါတယ်။ပိုက်လုံးတစ်ခုကိုကင်ပြီးအဆောင်အုံကိုပတ်ရှောက်နေရကနေပြုတ်ကျသွားပြီမဲ့ကန်ကောင်းထောင်ကနေကသူ့ရဲ့ဝါရဏဘောကိုကျသွားပါတယ်။
သူကတန်တိုင်နောက်ကိုပုံပြီးအသေးကိုချောင်းကြည့်တဲ့အခါစစ်သားတွေကသူတို့ရဲ့နောက်ဆုံးအမြောက်နဲ့အစီအစဉ်တစ်ဆွဲဖို့ပြန်လဲစုကွဲနေတာကိုတွေ့လိုက်ရပါတယ်။ဂျေဆန်ကတခုခုစဉ်းစားပြီးတန်တိုင်နားမှာဘဲယုံမီးချီညဲမီးဆက်ဆေးဘူးတွေကိုတွေ့လိုက်ပါတယ်။ခဏအကြာမှာတော့ဘဲယုံလေးကရေကူးကန်းထဲမှာကူးခတ်နေတာကိုတွေ့ရပါတယ်။စစ်သားတွေကအဲ့ဒီကိုစစ်ဆေးဖို့ချင်းကပ်သွားတာကြောင့်ဂျေဆန်အသေးကိုဝင်ဖို့လမ်းပွင့်သွားပါတယ်။သူကမီးသက်ဆေးဘူးနဲ့ဖြန်ပြီးစစ်သားတွေကိုအန်အိုးသွားစေပေမဲ့ဒုတိယဖွဲကသူနောက်ကနေရောက်လာပြီးချက်ချင်းပစ်ခတ်တာကြောင့်ဘျူရိုတွေကအမတ်တရပစ္စည်းတစ်ခုပျက်စီးသွားပါတယ်။ဂျေဆန်ကမီးကြီးကိုအမိုင်နိုင်ညှိလိုက်ရပေမဲ့နောက်ဆုံးမှာမီးတောက်လာပြီးပိုးသက်ဆေးဘူးနဲ့ပေါင်းပြီးမီးတောက်ဆက်တဲ့အထိအသုံးချပြီးစစ်သားတွေကိုမီးရှို့လိုက်ပါတယ်။ကစားစရာထရက်ကားကပရိပုံတွေကိုဝင်းတိုက်သွားကဂျေဆန်ကဂျေနက်အားရစွာအော်ဟစ်ပြီးကြံတဲ့စစ်သားတွေကိုပါမီးဆက်ရှို့လိုက်ပါတယ်။သူကအတော်လေးဖျက်ဆီးပြီးနောက်ဓာတ်ကိုယူပြီးစစ်သားတွေကိုအပိုင်းပိုင်းဖျက်ချလိုက်ပါတယ်။စစ်သားတယောက်ကိုတော့နာကျင်လို့လူးလိန်နေတာကိုကြည့်ဟိုဓာတ်နဲ့ထိုးထားလိုက်ပါသေးတယ်။ယူတီယက်မီးသက်ဆေးဘူးတွေကအမြုပ်တွေကုန်သွားချိန်မှာစစ်သားတွေကဘေးရုပ်ကိုပြစ်ချလိုက်ကြပါတယ်။သူတို့ဂျေဆန်ကိုမပြတ်ပိုင်ခင်မှာပဲသူကသူတို့ရဲ့ဘူးခွင်နဲ့ရိုက်ချလိုက်ပါတယ်။အားလုံးပြီးသွားပြီထင်စွာဂျေဆန်ကပျက်စီးသွားတဲ့အယုတ်တွေကိုစူးစီးပြီးအနီးကကြည့်လိုက်ခင်မှာထူးခြားတာဘာမှရှာမတွေ့ရပါဘူး။သူကဘသူမှမလွတ်သွားအောင်အရေအတွက်ကိုရေရိပ်ပြီးဘူးပေါ်ကကနန်းတွေနဲ့တိုက်ဆက်ပါတယ်။အဲ့ဒီနောက်အယုတ်တွေကိုအမိုက်ကျိတ်မစင်းနဲ့ထည့်ပြီးဖုံထွက်ထွက်သွားအောင်ကျိတ်ပြက်လိုက်ပါတယ်။တန်ရာတွေကိုတေချာစီးကြောပြီးနောက်ဂျေဆန်ကအနားယူဖို့ရေကူးကန်းနဲ့ဆင်းတော့ပါတယ်။ရုတ်တရက်အတန်တစ်ခုကြားပြီးသူ့လက်မနာကျင်သွားတာကိုခံစားရပါတယ်။သူရေကူးကန်းနဲ့ကချက်ချင်းတက်ပြီးရေကိုကြည့်ပေမဲ့ထူးခြားတာဘာမှမမြင်ရပါဘူး။သူ့လက်ကဝေကပြက်ရှတန်ရာကတော်တော်နှက်နေတာကြောင့်ဂျေဆန်ကတတုတ်ဘဝနဲ့ပတ်ပြီးအိတ်နယ်မှာသွားပုံးပါတယ်။အဲ့ဒီနားမှာသူကတန်ရာကိုချုပ်ဖို့ကြိုးစားပေမဲ့သူ့လက်တွေကအယမ်းတုံနေတာကြောင့်အထဲကိုချီးတော့မထိုးနိုင်ပါဘူး။နောက်ဆုံးမှာတော့ဂျေဆန်ကတန်ရာတစ်ကိုပတ်တီးပဲစီးပြီးအဝတ်စားကလေးပြီးအပြင်ထွက်လာပါတယ်။ပတ်ဝန်းကျင်ကိုငဲစောင့်ကြည့်နေပြီးရေခဲတဲ့တာပေါ်ကအရေးပေါ်ဖုန်းနံပါတ်တွေပါတဲ့တန်ပဲပြားကိုယူပြီးအငိုက်မတိုက်ခိုက်ရအောင်နောက်ပြန်လောက်လျှောက်ပြီးတိုက်ခိုင်ကထွက်လာပါတယ်။ဂျေဆန်ကတက်လေကားတဲ့ခလုတ်ကိုနှိပ်လိုက်ပေမဲ့အထက်ပေါ်မှာတခုခုလှုပ်ရှားနေတာကြားရလို့စိတ်မအေးနိုင်ပါဘူး။အဲ့ဒီအတန်ကတက်လေကားရဲ့စိတ်ရနေရထိုက်ကိုတခုခုဝင်သွားပြီဆိုတာပြနေပါတယ်။ရုတ်တရက်ဖိခတ်တန်ထွက်လာပြီးခလုတ်ဘုံပေါက်ကွဲသွားတာကြောင့်မီးဒီပြတ်သွားပြီးတက်လေကားရပ်သွားပါတယ်။အဲ့ဒီနောက်မျက်ချင်းတစ်ခါမှအပေါက်တစ်ခုပွင့်လာပြီးနောက်ထပ်စစ်သားတစ်ယောက်ပေါ်လာပါတယ်။အဲ့ဒီစစ်သားကတခြားသူတွေထက်ပိုကြီးပြီးပိုတန်းပါတယ်။စစ်သားကအတဲကိုခုံပြလာတဲ့အခါဂျေဆန်ကသူ့ရဲ့တက်မီသေးလေးနဲ့လိုက်ကြည့်ပြီးမယ်အရက်ကအယမ်းမြန်လွန်းလို့ဂျေဆန်ရဲ့ခြေထောက်တွေကိုလေးဖြတ်တော့ပါတယ်။သူကခုံယွန်ပြီးဂျေဆန်ရဲ့နောက်ထပ်လက်မားကိုပါနဲ့နီးနဲ့လေးလိုက်တာကြောင့်ဂျေဆန်ကသွေးထွက်လွန်းသွားပြီးမသိအောင်သူ့ရဲ့ခပ်ပတ်ကိုအမြန်ဆုံးစီးလိုက်ရပါတယ်။ဂျေဆန်လဲကြည့်လိုက်တဲ့အခါစစ်သားကခလုတ်ဘုံပေါ်ကနေသူ့ကိုဟိမ့်မောက်ပြီးမျက်ချင်းတစ်ခါအပေါက်ထဲကိုပြန်တက်သွားပါတယ်။အဲ့ဒီချိန်မှာတက်လေကအပေါ်မှာပေါက်ကွဲနှစ်ခုဖြစ်ပြီးတက်လေကရန်တည်သွားပါတယ်။ညောလင်းချက်မက်ပေးထားတဲ့ဂျေဆန်ကအပေါက်ကိုရောက်အောင်ခုံယွန်လိုက်ပြီးအပြင်ကိုထွက်လိုက်ရမှာအထက်တွေချမှာညက်နေတာကိုတွေ့ရပါတယ်။ရုတ်တရက်သူ့ခြေထောက်နားမှာနောက်ထပ်ပေါက်ကွဲတစ်ခုဖြစ်လာပြီးအပေါင်ကစစ်သားကသူ့ကိုတပ်ဖို့အရင်သိနေတာကိုတွေ့လိုက်ရပါတယ်။ဂျေဆန်ကနောက်ထပ်တက်လေကတစ်ခုဆင်းလာတာကိုမြင်တာနဲ့လွတ်မြောက်ဖို့အဲ့ဒီအပေါ်ကိုခုံယွန်လိုက်ပါတယ်။တက်လေကဆင်းသွားချိန်မှာဂျေဆန်ကအတဲကိုခုံယွန်လိုက်ပြီးနာချင်းချင်းနဲ့ကြာသွားပါတယ်။သူဘေးကင်းပြီးအထင်စွာခလုတ်ကိုနှိပ်လိုက်ပေမဲ့စစ်သားကသူ့ဖက်နဲ့ကိုကပ်ပြီးလိုက်လာခဲ့တာနဲ့အခုတော့သူ့ကိုယ်ပေါ်မှာတက်နေပါပြီ။အယုတ်ကသူ့ကိုဟိမ့်မောက်တာကြောင့်ဂျေဆန်ကလည်းပြန်ဟိမ့်မောက်လိုက်ပါတယ်။စစ်သားကသူ့ကိုထိုးနှောက်ပေမဲ့ဂျေဆန်ကချက်ချင်းဖယ်ရှားလိုက်ပါတယ်။အဲ့ဒီချိန်မှာတက်လေကဧည့်သည်ကြော်ကောင်းတာရှိတဲ့အထက်ကိုရောက်လာပြီးတကားပွင့်သွားပါတယ်။ဂျေဆန်တတိလည်းလမြစ်သွားပါတယ်။စစ်သားကအလုတ်အစုံတက်သူအနီးကိုချင်းကပ်လာတဲ့အခါဂျေဆန်ကဟန်ဆောင်နေရမှန်ထိလိုက်ပါတယ်။သူကအယုတ်ကိုဖမ်းပြီးတကားပိတ်မဲ့အစွန့်စီကိုတွန်းပို့လိုက်တာကြောင့်လူယုတ်တီတီလေးကတကားကိုတားဖို့လက်တွေနဲ့အတန်းတွန်းထားပေမဲ့မတန်းမာတာကြောင့်တကားကပိတ်သွားပြီးသူ့ကိုကြိတ်တက်လိုက်ပါတယ်။အဲဒီနောက်ဂျေဆန်ကမြန်တန်တစ်ခုကြားရလို့အယုတ်ရဲ့အလောင်းကိုအနီးကကြည့်လိုက်တဲ့အခါသူ့အိတ်ထဲမှာဘုံတစ်လုံးကိုတွေ့လိုက်ပါတယ်။သူကအရှုံးကိုလက်ခံတဲ့အနေနဲ့ရေမောလိုက်ပြီးနောက်ဘုံပေါက်ကွဲသွားကလောင်တစ်ခုလုံးကိုမီးတောက်ပြီးဖုံးလွှမ်းသွားအကြီးမားတဲ့ပေါက်ကွဲကြီးတစ်ခုဖြစ်သွားပါတယ်။တိုက်ခန့်ကိုပြင်ကြည့်မယ်ဆိုရင်တော့ဘိုးဘော်ကစတစ်ကာပြုတ်သွားပြီးဟန့်စစ်အမေရေးထားတဲ့အတားရဘွန်နစ်ကိုတွေ့ရပါတယ်။အဲ့ဒါကတော့ကွန်မန်ဒိုစစ်သားတူဦးနဲ့တာမိုနျူကလ িয়ার လက်နက်ထော်ဗျ။မှန်ဗီဒီယိုထဲမှာတော့နတ်သမီးရုပ်လေးကသူ့လေတချင်းလေးကိုဆက်ပြီးတီးခတ်နေပါသားတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။နောက်ထပ်ဇလံကောင်းလေးကြည့်ရှုဖို့ ADR Channel ကို Subscribe လုပ်ထားပေးကြအောင်ပါဗျာ။